အလွန်ပိုပြင်းတဲ့ပင်လယ်ကြီးတစ်ခုမှာတော့ဖောင်လေးနဲ့တူတူမိနီနဲ့ជីជីတို့ကအစာပြတ်ပြီးဒုက္ခရောက်နေပါတယ်။ជីជីလည်းနောက်ဆုံးချက်နဲ့ဟော့တော့ပေါင်ပေါင်းညက်လေးကိုစားဖို့ပြင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲကြောက်စရာကောင်းတဲ့ပင်လယ်ကြီးတွေကနေငကားကြီးတစ်ကောင်ကဖြတ်တန်းသွားတာကိုတွေ့လိုက်ရပါတယ်။ជីជីလည်းထပြီးတော့မုံကိုရှုပ်ပြီးစားဖို့ပြင်လိုက်တယ်။ဒါပေမဲ့သူကမိနီလည်းပိုက်စာနေမှာပဲဆိုပြီးမစားရဖြစ်သွားတာပေါ့။အဲ့ဒါနဲ့မုံကိုမစားတော့ပဲမိနီရဲ့ပါးစပ်ကိုဖွင့်ပြီးကျွေးဖို့လုပ်ပါတယ်။မိနီကမျက်လုံးဖွင့်လာတော့ကြောက်စရာကောင်းလောက်အောင်ပြူးနေပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပင်လယ်ငကားကြီးတစ်ကောင်ကသူတို့ကိုကြည့်နေခဲ့လို့ဖြစ်ပါတယ်။မင်းတို့တောင်းနေငါပါစက်ကမဝင်ချင်ကြဘူးလားကွာ။ជីជីနဲ့မိနီလည်းကြောက်လွန်းလို့အားပြဲကြီးတွေနဲ့အော်ငိုပါတော့တယ်။ជីជីကမိနီကိုကောက်ွယ်ဖို့ရှေ့ကနေမမမမရက်လိုက်ပါတယ်။ပြီးတော့အောက်မှာကျနေတဲ့လှံကိုယူလိုက်ပြီးပြန်စော်ဖို့ပြင်လိုက်ပါတယ်။လာခဲ့လေငကားကြီးသမင်းမစားနဲ့ပြင်လိုက်မယ်ကွာ။ငကားကြီးလည်းစိတ်တူသွားလို့အတန်နဲ့ကြီးနဲ့ပြန်អော်လိုက်ပါတယ်။ជីជីလည်းအကြောက်လွန်ပြီးမိနီကိုကွာကိုသာစော်ဖို့လှန်ပေးလိုက်ပြီးဘေးနားမှာကောက်ထိုင်လိုက်ပါတယ်။ငကားကြီးကတော့သူတို့ကိုစားချက်နေပါပြီ။အဲ့ဒီအချိန်မှာជីជីဘေးကိုကြည့်လိုက်တော့ကျွန်းတကျွန်းကိုတွေ့လိုက်ရပါတယ်။အဲ့ဒီကျွန်းပေါ်ကလူရိုင်းတွေကငကားကြီးကိုစော်ဖို့အတွက်ကြောက်ခဲတွေကိုကင်နှာကြပါတယ်။ပြလိုက်တော့တိုင်းတော့လူရိုင်းတွေပြစ်လိုက်တဲ့ကြောက်တုံးတွေကငကားကြီးကိုမှန်သွားပြီးငကားလည်းတတိပါလစ်သွားပါတယ်။ငကားကြီးရဲ့ခေါင်းကျလာတဲ့အချိန်မှာရှည်လိုင်းတစ်ခုဖြစ်ပေါ်လာပြီးပြေးနေတဲ့ជីជីတို့ကိုဖုံးအုပ်သွားခဲ့ပါတယ်။ငကားကြီးကတော့မကြည်မနှက်နဲ့ပြန်သွားခဲ့ပါတယ်။ជីជីတို့ကတော့ရှည်လိုင်းနဲ့တူတူကျွန်းပေါ်ကိုရောက်သွားခဲ့ကြပါတယ်။ဟာဒီကောင်တွေကဘာကောင်တွေလဲ။တကားမှမမြင်ဘူးပါဘူး။ငါလည်းမသိဘူးဘာကောင်တွေလဲ။လူရိုင်းအဖွဲ့ကជីជីတို့ထူဆန်းတဲ့အကြည့်တွေနဲ့ဝိုင်းကြည့်နေခဲ့ပါတယ်။လူရိုင်းကောင်းဆောင်ကရောက်ချလာခဲ့ပြီးမိနီကိုမြင်သွားတော့မြင်မြင်ချင်းကိုကြွေသွားခဲ့ပါတယ်။အိုးအရက်လာကမလေးပါလား။လူရိုင်းကမိနီရဲ့အနှံ့ကိုပညာတဝိုက်ခံလိုက်ပြီးပြောနေခဲ့ပါတယ်။ជីជីကတော့သူ့ကောင်မလေးကိုထိလို့တင်းနေတာပေါ့။လူရိုင်းကောင်းဆောင်ကိုဒီမှာကိုလူစီးဆိုတာစမ်းရရဲ့ဗျာ။အဲ့ဒါနဲ့သူကလက်သီးနဲ့ပြင်းဖို့ချိန်လိုက်ပါတယ်။ဒါပေမဲ့အိတ်စတေးအက်တွေရောက်လာပြီးជីជីလည်းတတိလက်သွားခဲ့ပါတယ်။လူရိုင်းတွေကတော့ជីជីကိုဝါးရီနေခဲ့ကြပါတယ်။ជីជីပြန်နိုးလာတော့သူတို့တွေဟာမီးပုံကြီးဘေးမှာရောက်နေခဲ့ပြီးကျိုးတွေနဲ့အခြေခံထားရပါတယ်။မတို့တွေဘလူးလုံးအောင်လုပ်ရမလဲជីជី။ជីជីကလူရိုင်းတွေကိုကြည့်လိုက်တော့လူရိုင်းတွေကဟော့တော်မုန်ကိုအကောင်ထင်ပြီးဝိုင်းပြီးလှန်နဲ့ထိုးနေခဲ့ကြပါတယ်။ကျွန်တော်ပိတ်နဲ့ကောင်းနေပါလား။ជីជីကကြံတစ်ဖက်ကိုကြည့်လိုက်တော့ကြောက်ပြင်းမှာရေနဂါးကြီးရဲ့ပုံရိပ်ပါနေတာကိုမြင်ပြီးအံ့ဩသွားခဲ့ပါတယ်။ជីជីဟိုမှာကြည့်စမ်းမအရှုကောင်လေးကိုလူရိုင်းတစ်ကောင်ကလန်နဲ့ထိုးပြီးအနက်ရှူကြည့်လိုက်ပါတယ်။အိုးမွေးနေရပဲဟာ။တစ်ဖက်မှာတော့ကြောက်စရာရေနဂါးကြီးကလူရိုင်းတွေကိုစားဖို့လာချောင်းနေခဲ့ပါတယ်။ကူထဲမှာအတန်တွေစူညံနေတဲ့အချိန်မှာရေနဂါးကသူတို့ကျွန်းစီကိုကတ်လာပါပြီ။လူရိုင်းတွေကတော့အသားညက်ပေါင်မုတ်ကိုတယောက်တစ်လက်ရှူနေခဲ့ပါတယ်။ဟျောင်းငါလေလူရိုင်းတစ်ကောင်ကကြောက်တုံးကြီးကိုတွားယူပြီးပြန်လာခဲ့ပါတယ်။ဟျောင်းအဲ့တော့ဒီဘောတင်လိုက်နောက်တော့လူရိုင်းကမုံကြီးကိုအပေါ်မြှောက်လိုက်ပါတယ်။ကျန်တဲ့ကောင်တွေကတော့စူတောင်းနေခဲ့ကြပါတယ်။သူတို့ကမုံကြီးကိုကိုးကွယ်နေကြတာဖြစ်ပါတယ်။ជីជីနဲ့မိနီတို့ကတော့ထူဆန်းလို့ကြည့်နေရပေါ့။အဲ့ဒီချိန်မှာပဲသူတို့ရဲ့ကူကြီးကစတင်ပြီးလှုပ်လာပါတယ်။လူရိုင်းတွေလည်းကြောက်ကြောက်နဲ့အပြင်ကိုထွက်ပြေးကြကုန်ပါတယ်။နောက်ဆုံးကျန်တဲ့လူရိုင်းကောင်းဆောင်ကမိနီကိုကြည့်ပြီးအာပွားတွေပေးချင်နေခဲ့ပါတယ်။ပြေးထွက်သွားတဲ့လူရိုင်းတွေကအပြင်ကိုရောက်သွားတယ်။ရေနဂါးကြီးကတော့ကျွန်းဘေးကိုကတ်လာခဲ့ပြီးအမြင့်ကြီးနဲ့ကျွန်းကိုစတင်ဖျက်ဆီးပါတော့တယ်။ကျွန်းကြီးကပိုပြီးလှုပ်လာခဲ့ပါတယ်။ရေနဂါးကြီးရဲ့နောက်ဆုံးရက်ချက်မှာကျွန်းကြီးလည်းကွဲအပ်သွားပြီးလူရိုင်းတွေပါကြောက်တဲ့ပြုတ်ကျလူနေပါဖြစ်သွားပါတယ်။ကူထဲမှာတော့နာဘူးကောင်းဆောင်ကမိနီကိုအနှံ့ခံနေပါတယ်။ဘာနဲ့ကြီးလဲမွေးတော့မွေးတယ်ဟာ။ជីជីအကျန်ခုရပြီတိလား။ဟေးရှုပါလန်းတဲ့လူရိုင်းကြီးငါတို့ကျိုးနဲ့မဖြူပေးချင်လားယင်လူရိုင်းကမကဲတင်ပေးဘူးလို့ညင်းလိုက်ပါတယ်။အဲ့ဒါနဲ့မိနီလည်းအာပွားပေးပြီးမြူဆွဲလိုက်ပါတယ်။ជីជីကတော့သူ့ရီစာသူ့မြောင်းနန်းနေလို့စိတ်တူနေရပေါ့။လူရိုင်းကတော့အနမ်းလေးရသွားတာကြောင့်ပျော်သွားပြီးကောင်မလေးနဲ့ជីជីကိုလွတ်ပေးလိုက်ပါတယ်။လူရိုင်းကသူ့ကိုအနမ်းလေးပေးလို့ကျေးဇူးတင်ပါတယ်ဆိုပြီးပြောနေချိန်မှာမိနီနဲ့ជីជីတို့ကအမြန်ဆုံးထွက်ပြေးကြပါတော့တယ်။လူရိုင်းလည်းစိတ်တူပြီးလိုက်ဖမ်းပါတယ်။ဒါပေမဲ့မိနီကနောက်ထပ်အနမ်းတစ်ခုထပ်ပစ်လိုက်ပါတယ်။လူရိုင်းကတော့အနမ်းနောက်တစ်ခုနဲ့တတိပါလှည့်သွားပါပြီ။ជីជីနဲ့မိနီပြေးရင်အပြင်ကိုရောက်သွားခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ရှေ့မှာတော့လူရိုင်းတွေကပြဿနာတွေတက်နေခဲ့ကြတာကိုတွေ့လိုက်ရပါတယ်။လူရိုင်းတွေကလှန်တွေနဲ့ရေနဂါးစီကိုဆက်တိုက်ပစ်ပြီးမောင်းထုတ်ကြပါတယ်။လူရိုင်းတစ်ကောင်ကတော့သူ့ကိုကူညီပေးဖို့អော်ပြီးအကူအညီတောင်းနေပါတယ်။မိနီနဲ့ជីជីကမနေနိုင်တာနဲ့ဝင်ပြီးကယ်တင်ပေးဖို့လုပ်ပါတယ်။ဒါပေမဲ့လူရိုင်းတွေကတော့တစိမ့်တွေကူညီပေးတာကိုလက်မခံကြပါဘူး။ဖိတ်ကြဆန်မ
Minod like you but when Aromatine. တခြားတစ်ဖက်မှာတော့ရှေးနဂါးကြီးကသူ့ကိုစိုက်နေတဲ့လှံတွေကိုခါထုတ်ပစ်လိုက်ပါတယ်။ရှေးနဂါးကြီးကအမီးနဲ့ပင်လယ်ကြီးကိုရှိုက်ပြီးရှေးလိုင်းအကြီးကြီးကိုဖန်တီးလိုက်ပါတယ်။လူရိုင်းတွေလည်းကြောက်လို့အော်ကြပါတော့တယ်။မိနီတို့လည်းရောက်လာပြီးအော်ကြပါတော့တယ်။အသားညက်ပေါင်မုံကိုကိုးကွယ်နေတဲ့ယူတွေကတော့ Ooh, Pamonji, Naru get in beba, Naru get in beba. ကြည်ကြည်နဲ့မိနေလဲကြည့်ပြီးအံ့ဩနေခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပေါင်မုံထဲကနေအစာတစ်ခုကကြောက်သေးကိုခုန်ထွက်သွားပါတယ်။နောက်တော့ချော်ရည်တွေအများကြီးထွက်လာပါတယ်။ချော်ရည်ကရှည်နဲ့ပေါင်းဆက်ပြီးကြောက်တုံးကြီးအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ပြီးတော့ပျက်စီးသွားပါတယ်။လူရိုင်းတွေကတော့ပေါင်မုံနှက်မင်းကြီးကို Jesus Damare, Jesus Damare. ရှည်နဂါးကြီးကတော့စိတ်တူသွားခဲ့ပြီးကမ်ပိန်းနားမှာရှိတဲ့နေရာတွေကိုဖျက်ဆီးပစ်လိုက်ပါတယ်။ ជីជីဟိုမကြီးစံမငါတို့ထပ်ပြီးလို့ရမယ်ဖောင်းလီ လူရိုင်းတွေကကြည်ကြည်တို့ကိုမြင်သွားခဲ့ပါတယ်။အဲ့ဒါနဲ့ကြည်ကြည်နဲ့မိနေလဲအမြန်ဆုံးထွက်ပြေးကြပါတော့တယ်။ဒါပေမဲ့ဖောင်နာမှာရေနဂါးကြီးရှိနေခဲ့ပြီးနဂါးကြီးရိုက်လိုက်တဲ့အချက်ကြောင့်အက်ကွဲကြောင်းတွေဖြစ်ပေါ်လာတယ်။ကြည်ကြည်လည်းအက်ကွဲကြောင်းတွေရဲ့အောက်ကိုပြုတ်ကျသွားခဲ့ပါတယ်။ကန်ဆိုးစွာနဲ့အက်ကွဲကြောင်းကနေရေတွေစီးလာပြီးရေနဂါးကြီးကပါလိုက်လာခဲ့ပါတယ်။မိနီကဘေးနားတစ်ဝိုက်ကိုကြည့်လိုက်တော့ຫນွေကျိုးတွေကိုရှာတွေ့ပြီးဆွဲတင်ဖို့အကြံရသွားပါတယ်။အဲ့ဒါနဲ့သွားပြီးဆွဲယူလိုက်ပါတယ်။အောက်မှာတော့ရှည်တွေကကြည်ကြည်စီကိုရောက်လာနေခဲ့ပါပြီ။အဲ့ဒါနဲ့မိနီကຫນွေကျိုးနဲ့ဆွဲပြီးတင်မေးဖို့လောက်ပါတယ်။ရေစီးတန်ထားကြောင်အပေါ်ကိုတော့မတက်နိုင်သေးပါဘူး။ရှည်နဂါးကြီးကရောက်လာပါတယ်။ပြီးတော့ကြည်ကြည်ကိုစားပစ်ဖို့ခုံအုပ်လိုက်ပါတယ်။ဒါပေမဲ့မိနီကအမြန်ဆွဲတင်လိုက်တာကြောင့်လွတ်သွားပြီးနဂါးကြီးလည်းကြောက်တုံးကြီးနဲ့ညားသွားပြီးဤစိမ့်သွားပါတယ် Mini, la Hobaku Daya. ဒီလိုနဲ့သူတို့နဂါးကြီးကိုတက်နေပြီးတစ်ဖက်ကန်းကိုကူးသွားခဲ့ကြပါတယ်။ဒါပေမဲ့နောက်ကနေနှာပူးကောင်းဆောင်ကအာပွားအနှမ်းတွေနဲ့လိုက်လာပါတယ်။မိနီလည်းစိတ်တူသွားခဲ့ပါတယ်။အဲ့ဒါနဲ့ဘေးမှာရှိတဲ့တသားချောင်းယူပြီးအကုန်လုံးကိုဖျက်ဆီးလိုက်ပါတယ်။ကြည်ကြည်ကမိနီကိုဆွဲပြီးတခြားနေရာပြေးဖို့ခေါ်ပေမဲ့ရှေ့မှာထောင်ချောက်ကိုမိသွားပါတယ် Mini, no, give out her. Atimania Nebi. ။အဲ့ဒီချိန်မှာလူရိုင်းကောင်းဆောင်ကရောက်လာပြီးမိနီကိုဖမ်းခေါ်သွားပါတယ် Mini, Diluya Sogaragua. ။အဲ့ဒီချိန်မှာပဲယူအဖွဲ့ကရောက်ချလာခဲ့ပါတယ် Johnny, Balum Lole. ။လူရိုင်းတွေကကြည်ကြည်ကိုဖမ်းသွားခဲ့ကြပါတယ်။ပြီးတော့ကန်းချီကိုတည်သွားခဲ့ကြတယ်။ဘာလို့မလို့လဲဆိုတော့ကြည်ကြည်ကိုရေနဂါးကြီးစီကိုဆက်သားဖို့ဖြစ်ပါတယ်။တစ်ဖက်မှာတော့မိနီတယောက်နှာပူးကောင်နဲ့စိတ်ညစ်နေပါတယ်။ဒါပေမဲ့သူကအော်တန်ကိုကြားလိုက်ရပါတယ်။သူကြည့်လိုက်တော့သူ့ရီစာကြည်ကြည်ဖြစ်နေပါတယ်။ကြည်ကြည်ကရေနဂါးကြီးကိုကြောက်တက်မှန်သူပြန်တတိယသွားပါတယ်။သူ့ဘေးမှာရှိတဲ့လူရိုင်းကတော့နမ်းဖို့အတွက်ပြင်ဆင်နေပါတယ်။အဲ့ဒါနဲ့မိနီလည်းဘေးနားမှာရှိတဲ့ဖားကြီးနဲ့တွေ့ပေးလိုက်ပါတယ်။လူရိုင်းကတော့ဖားကြီးနဲ့နမ်းပြီးဖားကြီးကိုပါသဘောကျသွားပါတယ်။အဲ့ဒါနဲ့မိနီကသူ့ရဲ့နောက်ကိုသွားပြီးဓားတွေပစ္စည်းတွေကိုဖြုတ်လိုက်ပါတယ်။ပြီးတော့ကြည်ကြည်ကိုကူဖို့ပြေးပါတော့တယ်။တစ်ဖက်မှာတော့ကြည်ကြည်တယောက်ငကစားဖြစ်လို့နေပါဖြစ်နေပါပြီ။ငကားကြီးကမစားခင်တစ်ဖက်ကိုလှည့်သွားပါတယ်။မိနီကအမြန်ရောက်လာပြီးတော့ကြည်ကြည်ကိုကယ်ပေးလိုက်ပါတယ်။ပြီးတော့နှစ်ယောက်စလုံးအဲ့ဒီကနေပြေးပါတော့တယ်။လူရိုင်းတွေကတော့အံ့ဩနေခဲ့ကြပါတယ်။ Yo, Batinia Lily. Mio Batinia Lily. ကြည်ကြည်တို့ကတော့အသက်ကုန်ထွက်ပြေးကြပါတယ်။ပြီးတော့ပေါင်မုံကိုကိုးကွယ်တဲ့ယူနဲ့တွေ့ပြီးမုံကြီးကိုမလာပါတယ်။ပြီးတော့ထွက်ပြေးကြပါတယ်။ရေနဂါးကြီးကတော့စိတ်တူသွားခဲ့ပြီးကုန်းပေါ်အထိပါလိုက်လာပါတယ်။ကြည်ကြည်တို့ကကူထဲဝင်သွားပြီးနဂါးကြီးကိုရှင်းဖို့အတွက်ကြောက်စာတွေကိုသွားကြည့်လိုက်ပါတယ်။ကြည်ကြည်ကဗိုက်စာတာနဲ့မုံကိုစားဖို့လုပ်ပါတယ်။ဒါပေမဲ့မိနီကကြည်ကြည်ကိုတားလိုက်ပြီး ជីជីဒီမကြီးငကားကြီးပစမအသားညက်ပေါင်မုံနဲ့ရှိနေတယ်ဟာ အဲ့ဒါနဲ့ကြည်ကြည်လည်းသူ့လက်ထဲကမုံကိုအမြန်ပစ်ပြီးကျွေးလိုက်ပါတယ်။ရေနဂါးကြီးလည်းအရန်တွေပျော်သွားခဲ့တာပေါ့။နောက်ဆုံးမှာတော့ကြည်ကြည်နဲ့မိနီလည်းရေနဂါးကြီးကိုစီးပြီးအိမ်ကိုပြန်มาတော့တယ်။လူရိုင်းနာဘူးကတော့ဖာကြီးနဲ့ကြည်နူးနေခဲ့ပါတယ်။ဟုတ်ကဲ့ပါရှင်။အခုလိုဗီဒီယိုမျိုးတွေကြိုက်တယ်ဆိုရင်တော့ကျမတို့ channel လေးကို subscribe ဗီဒီယိုလေးကို like လေးပေးခဲ့ပါ။နောက်ဗီဒီယိုအသစ်မှာပြန်တွေ့ကြရမှာရှင်။အမကတော့တင်ဆက်သူ Lady King Voice Over Actor ဖြစ်ပါတယ်။